စက်ပစ္စည်းတွေဝယ်ပြီးတဲ့အခါစပယ်ဘက်မရရင်ဘယ်လိုလုပ်မလဲအဲ့လိုစိတ်ပူပူတဲ့သူတွေရှိတယ်မလားရှိတယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အပြည့်အဝအကျိုးရှိစေရပါမယ်လို့အာမခံပါတယ်စက်ပစ္စည်းတစ်ခုမှာအရေးသေးကောင်းနေုံနဲ့မပြီးသေးပါဘူး after sale နဲ့ spare part ရရှိဖို့ကလည်းအရေးကြီးပါတယ်ဒါအပြင်စက်ပစ္စည်းတစ်ခုကဘယ်လောက်ကောင်းကောင်းမိတ်ဆွေတို့အနေနဲ့ spare part လုံလောက်မရှိဘူးဆိုရင်အလကားပါပဲအဲ့တော့ app စက်ပစ္စည်းကိုကြောင်သာထိုးထားလိုက်တော့အဲ့လိုတွေမဖြစ်ချင်ဘူးစိတ်မကြည်ချင်ဘူးဆိုရင်တော့စက်ပစ္စည်းတစ်ခုချင်းစီတိုင်းအတွက်အပေါ်ပစ္စည်းလုံလောက်ရှိတဲ့ A1 ကိုသာတန်လာခဲ့ပါကျွန်တော်တို့ A1 ရဲ့ customer တွေကိုအခုလိုမျိုး spare part နဲ့ပတ်သက်ပြီးတော့စိတ်အဆင်မပြေဘူးမဖြစ်ရလေအောင်ကျွန်တော်တို့ A1 အနေနဲ့အပေါ်ပစ္စည်းတွေကိုလုံလောက် store ကီးပေးထားပါတယ်ခင်ဗျာကျွန်တော်တို့စီမှာလိုချင်တဲ့အပေါ်ပစ္စည်းကိုအစင်သစ်ဝယ်ယူနိုင်မယ်ရက်တွေလတွေချီအောင်စောင့်နေကြမလို့ဒါအပြင် after sale service အပိုင်းနဲ့ရော spare part ဘိုင်းနဲ့ပါ A1 အနေနဲ့အမခံချက်အပြည့်အဝပေးထားတဲ့အတွက်ကြောင့်ယုံကြည်စိတ်ချလို့ရပါတယ်လိုရာရှိလားလာယူလိုက်ရုံပဲစောင့်နေကြမလို့ order တင်ကြမလို့ဒါကြောင့်စက်ကောင်းနေုံနဲ့မလုံလောက်သေးပါဘူးစပယ်ဘက်ရှိမှစိတ်ချမယ်ဆိုတဲ့မိတ်ဆွေတို့အနေနဲ့ A1 ကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်